Israel နဲ့ Iran လက်ရှိဖြစ်နေတဲ့အခြေအနေစစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့မှတက်တက်ကဘာစစ်ကြီးဖြစ်နိုင်လားလို့မင်းနေတဲ့သူတွေကိုကျွန်တော်ပြောပြပေးမယ်ဒါမဖြစ်နိုင်ဘူးလုံးဝကိုမဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်ဒါပေမဲ့လို့တက်တက်ကဘာစစ်ကြီးမဖြစ်နိုင်ပေမဲ့တက်တက်ကဘာစစ်အတွက်တော့နိုင်ငံတိုင်းနိုင်ငံကြီးတိုင်းကပြင်ဆင်နေတယ်ဒါမှမဟုတ်ကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်9ရက်နေ့ရှင်းနေတာကျွန်တော်သတင်းတင်ခဲ့တဲ့အရာကိုမှတ်မိမှတင်တယ်အမေရိကန်နဲ့ဒေါ်နယ်ထရန့်ရဲ့ခြေလှမ်းဆိုပြီးကျွန်တော်တင်ခဲ့တယ်ဗျအဲ့ဒီအချိန်တုန်းကလည်းဒေါ်နယ်ထရန့်ကနိုင်ငံပေါင်း12နိုင်ငံအားလုံးပေါင်း19နိုင်ငံကိုသူကပြည်ဝင်ခွင့်ပိတ်ပင်ပလိုက်တယ်ပိတ်ပင်ပြီးတော့မှသတင်းတွေကိုသူကလှည့်ဖျားနေတယ်သူကဒီကျွန်တော်ပြောတယ်လေဒီပြည်ဝင်ခွင့်ပိတ်ပင်ခဲ့တဲ့အရာကြီးကိုကျွန်တော်အရင်ခန်းစားမနေနဲ့ဒီဟာကြီးကဒေါ်နယ်ထရန့်ရဲ့လှည့်ကွက်ပဲဖြစ်တယ်ပြီးတော့သူကအဲ့ဒီအချိန်မတိုင်မီမှာပင်လေသူပြောထားတဲ့အရာကသူ့ရဲ့မွေးနေ့နဲ့အမေရိကန်တက်မတော်ကြီးရဲ့နှစ်ပေါင်း250ပြည့်မွေးနေ့ကိုပေါင်းပြီးလုပ်မယ်ဆိုပြီးတော့မှသူကပြောတယ်အမေရိကန်သတင်းဌာနတွေကလည်းဒီအရာကြီးကိုမကျေနပ်ဘူးဆိုပြီးတော့အကျေတုံးဖော်ပြခဲ့တယ်။ဘာဖြစ်လို့ဆိုလို့ရှိရင်ဒါကြီးကဒေါ်လာပေါင်းများစွာကုန်ကြမဲ့အရေးကိုဒေါ်နယ်ထရန့်ကဖြုံးတီးနေတဲ့အာဏာရှင်ဆန်တယ်ဆိုပြီးတော့မှမဟုတ်ကသတင်းတွေနဲ့လွှင့်ပြီးတော့မှကဘာကြီးကိုဖြန့်ခဲ့တယ်ဗျ။ဒါကအမေရိကန်ရဲ့လုပ်ရက်အမေရိကန်ရဲ့လုပ်ရက်နဲ့အစ္စရေးလုပ်ရက်ကတစ်ထပ်ထဲကြာတယ်။ဘာလို့တစ်ထပ်ထဲကြာဆိုရင်အမေရိကန်နဲ့အစ္စရေးနဲ့ကတားဖားလို့လည်းပြောလို့ရတယ်ညီကိုလို့လည်းပြောလို့ရတယ်မိတ်ဆွေလို့လည်းပြောလို့ရတယ်သူတို့ဒီကတစိတ်တစ်ပိုင်းထဲတဝမ်းထဲလို့လည်းသူတို့ပြောလို့ရတယ်ဗျအဲ့ဒီလိုပဲအစ္စရေးနဲ့အမေရိကန်နဲ့အဲ့လိုဖြစ်တယ်လို့အစ္စရေးနဲ့ပြင်သစ်အစ္စရေးနဲ့ဂျာမနီအစ္စရေးနဲ့အင်္ဂလန်ကဒီလိုပဲဒါပေမဲ့အင်္ဂလန်တို့ပြင်သစ်တို့ဂျာမနီတို့ကကြတော့အမေရိကန်တို့အတန်မထွက်ပဲနဲ့အတန်တိတ်ညီကိုတွေသူတို့ကအတန်တိတ်မိတ်ဆွေတွေဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့တိဖို့အတွက်လိုအပ်တယ်အဲ့တော့အစ္စရေးဘာပဲလုပ်ဘာပဲဖြစ်အနောက်ကနေပြီးတော့ပန့်ပိုးပေးမဲ့ညီကိုတွေမိတ်ဆွေတွေအများကြီးရှိတယ်ဗျအဲ့ဒီလူတွေကလည်းဒီခုကျွန်တော်ပြောပြပေးတဲ့အမေရိကန်တို့ပြင်သစ်တို့အင်္ဂလန်တို့ဂျာမနီတို့ဖြစ်တယ်ကဲကျွန်တော်ပြောပြမယ်အခုကျွန်တော်တို့အာယုံစိုက်တာကအစ္စရေးနဲ့အမေရိကန်ကိုပဲအာယုံစိုက်နေတာတစ်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်အင်္ဂလန်တို့ပြင်သစ်တို့ဂျာမနီတို့ကိုလည်းထိန်ချန်ထားလို့မရဒီလူတွေကနေနေရမဟုတ်ဗျဒီလူတွေကဒုတိယကမ္ဘာစစ်နဲ့ပထမကမ္ဘာစစ်ကိုဥဆောင်ခဲ့တဲ့သူတွေဗျဒီလူတွေကလည်းတကယ်ကိုကြီးမားတဲ့လူတွေဆိုတာကရုရှားတို့တရုတ်တို့ကကောင်းကောင်းသိတယ်ဗျဒါကြောင့်မလို့ Israel လုတ်တဲ့အရာတွေကိုတကဘာစစ်ကြီးကိုဥတီသွားရလောက်အောင်မိုက်ကန်ရုရှားတို့တရုတ်တို့ကစိုးဖြတ်မှာမဟုတ်ဘူးဒါပေမဲ့လို့ပထမကဘာစစ်နဲ့ဒုတိယကဘာစစ်ကိုသင်ခန်းစာယူပြီးသူတို့အဲ့လိုကြည့်ပြီးမဲ့လေတတိယကဘာစစ်အတွက်တော့နိုင်ငံကြီးတိုင်းကပြင်ဆင်တယ်အဲ့တော့တတိယကဘာစစ်ကြီးဖြစ်သွားနိုင်လားဆိုတော့မဖြစ်သွားနိုင်ဘူးဒါပေမဲ့ပြင်ဆင်မှုတော့နိုင်ငံကြီးတိုင်းမှာရှိတယ်ဒါမှမဟုတ်ဒေါ်နယ်ထရန့်ကပြင်ဆင်တယ်ကဲဟုတ်ပြီကျွန်တော်ခုနကတော့ပြောတယ်အစ္စရေးကအီရန်ကိုတိုက်မဲ့အရေးကိုအမေရိကန်ကကြိုတိလားမတိလားကြိုတိတာပေါ့ဒါပေမဲ့လို့အစ္စရေးကဒီလောက်ကြီးမိုက်ကန်လှုပ်လိုက်မယ်လို့တော့အမေရိကန်တိတိကျကျတာမသိတာဒါကသူကြိုသိပြီးသားဒါမှမဟုတ်သူတို့ကလှည့်ကွက်တွေတုံးပြီးတော့မှသတင်းအတူရောင်တွေဖြန့်တယ်အမေရိကန်ပြည်သူတွေကအမေရိကန်စစ်တပ်ကဒေါ်နယ်ထရန့်ကိုမကျေနပ်တာတွေကိုရှောက်ပြီးတော့ဖြန့်နေဗျသတင်းဖြန့်အမေရိကန်ဒေါ်နယ်ထရန့်ကြီးကဒီမွေးနေ့လုံးမဲ့အရာကြီးကိုအကျယ်တဝင့်နေတင်ပြဒါက1950ခုနှစ်ကအီဂျစ်ကိုအစ္စရေးတိုက်မဲ့အချိန်တုန်းကလှည့်ကွက်ပုံစံမျိုးပဲအီဂျစ်ကိုအစ္စရေးတိုက်မဲ့အချိန်တုန်းကလည်းအစ္စရေးကအီဂျစ်ကိုမတိုက်မဲ့ပုံစံမျိုးနဲ့အစ္စရေးစစ်သားတွေပါတီပွဲတွေကျင်းပနေတာခွင့်ရရှိယူတာတွေပြီးတော့အမေရိကန်နေနဲ့စီဝိုင်းလုံးမဲ့အရာတွေဒါတွေကိုမဟုတ်ကတွေသူတို့သတင်းတွေလွှင့်နေဗျလွှင့်ပြီးတော့မှအချိန်မှာအီဂျစ်ကနေပြီးတော့မှသူတို့မလာနိုင်ဘူးလို့ထင်တဲ့အချိန်မှာလာပြီးဘုံကျဲသွားတယ်အခုလည်းအဲ့လိုပဲအစ္စရေးကအီရန်ကိုတိုက်မဲ့အချိန်မှာမဟုတ်ကသတင်းတွေလွှင့်ပြီးတော့မှလှုပ်သွားတယ်ကဲဟုတ်ပြီအခုအစ္စရေးနဲ့အမေရိကန်တိုက်နေအစ္စရေးနဲ့အီရန်တိုက်နေတဲ့ပွဲမှာဘယ်သူနိုင်လဲဘယ်သူမနိုင်ဘူးလဲဆိုတဲ့အရာဘယ်သူကအားတာနေလဲဘယ်သူကအားနည်းနေလဲဆိုတဲ့အရာကိုကျွန်တော်အကျယ်တဝင့်မရှင်းပြတော့ဘာလို့မရှင်းပြလဲဆိုရင်ကျွန်တော်ကအစ္စရေးဘက်ကရှင်းပြရင်အီရန်ထောက်ခံတဲ့သူတွေကမချိနေဘူးဗျအီရန်ဘက်ကရှင်းပြရင်အစ္စရေးထောက်ခံတဲ့လူကမချိနေဘူးအဲ့တော့ဘယ်သူနိုင်နေလဲဘယ်သူရှုံးလဲဆိုကိုယ့်ကိုသတင်းကြည့်ဗျဘာဖြစ်လို့ဒီလိုပြောရလဲဆိုရင်ကျွန်တော်သတင်းတွေကိုဝင်ပြီးလေ့လာတဲ့အခါမှာမှန်တယ်အီရန် lobby တွေပြောတဲ့စကားကအီရန်နေနိုင်နေတယ်ဆိုတဲ့စကားကိုသူတို့ကအခြေခံပြီးသူတို့ပြောသူတို့ကိုယ်တိုင်ဗစက်ကလည်းပြောတယ်ငါတို့ကတဲ့အစ္စရေး lobby တွေပြောတဲ့စကားကိုဝင်ကြည့်တဲ့အခါမှာသူတို့ကသတင်းအမှားတွေလွှင့်နေတယ်အီရန် lobby တွေပြောတဲ့သတင်းအမှအမှန်သူတို့ကိုယ်တိုင်လည်းပြောတယ်ဗျအဲသူတို့သတင်းတွေကြောင့်ဝင်ကြည့်တဲ့အခါအဲ့ဒီလိုပဲ Israel lobby တွေဖက်ကလူတွေပြောတဲ့ဟာလဲအီရန် lobby တွေပြောတဲ့စကားအမှားသူတို့ပြောတယ်ဗျအဲ့တော့ဘသူမှလည်းမှန်တယ်ဆိုတာတော့ကိုထောက်ခံတဲ့ lobby တွေဟာပဲကိုဝင်ပြီးတော့မှကြည့်ဗျကျွန်တော်အဲ့ဒါတွေကျွန်တော်မပြောဘူးဗျဘသူဘက်ကအားတာနေတယ်ဘသူဘက်ကအားယုတ်နေတယ်ဆိုတဲ့အရာကတော့ကိုယ့်အောင်ကြည့်ဒါကျွန်တော်ပြောချင်တဲ့အရာကတော့တက်ကဘာစစ်ကြီးကိုဦးတည်နိုင်လားဆိုတဲ့အရာကိုပဲကျွန်တော်ပြောချင်တယ်ကဲကျွန်တော်ပြောမယ်အခုမလေးရှားဝန်ကြီးချုပ်ပဲဖြစ်ဗျာ
အစ္စလာမစ်နိုင်ငံတွေဗျာထားပါတော့အစ္စလာမစ်နိုင်ငံတွေကအခုလိုဖြစ်တဲ့အခါမှာအီရန်ဘက်ကထောက်ခံတယ်ပဲပြောတာဒါပေမဲ့ပံ့ပိုးမှုမရှိဘူးဗျဒါကအီရန်ရဲ့အားနည်းချက်ပဲဒါကျွန်တော်ပြောတာအီရန်ရှုံးတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะဒါအားနည်းချက်ကိုကျွန်တော်ပြောပြတာတစ်ဖက်မှာကြည့်မယ်ဆိုရင်အစ္စရေးဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လေအစ္စရေးဘက်ကနေပြီးတော့မှဝင်ကူမယ်လို့ပြောတဲ့နိုင်ငံတွေကအခုချိန်ထိရေရတော့မရှိသေးဘူးဒါပေမဲ့လို့အစ္စရေးကိုအရှုံးထဲတော့ဆွဲသွင်းမှာမဟုတ်ဘူးဘာလို့လဲဆိုသူတို့အစ္စရေးကိုအရှုံးနဲ့ဆွဲသွင်းရင်အားတဲ့ကဘာကိုထိန်းချုပ်ဖို့အတွက်အမေရိကန်တို့အင်္ဂလန်တို့ကသူတို့ရဲ့အားနည်းချက်ဖြစ်သွားလိမ့်မယ်ဒါကြောင့်အစ္စရေးဘက်ကသူတို့ကတော့ရှိနေတယ်လို့ကျွန်တော်မြင်နေဗျာဒါကျွန်တော်အဲ့လိုပြောလို့အီရန်ထောက်ခံတဲ့သူတွေကျွန်တော်စိတ်မဆိုးနဲ့ဒါအဖြစ်မှန်ကိုကျွန်တော်ပြောပြပေးတာအခုလေပိုင်နက်ကိုပဲကြည့်လိုက်လေပိုင်နက်ကိုအစ္စရေးကတာနေတယ်ဗျာဒါပေမဲ့လို့အီရန်ဘက်ကိုကြည့်မယ်ဆိုလို့ချင်းအီရန်ဘက်ကလည်းရေကုန်ရေခမ်းတိုက်လာနိုင်တယ်အီရန်မှာလည်းကြီးမားတဲ့လက်နက်တွေရှိတယ်ထုတ်တာမသုံးသေးတာကြီးမားဒါပေမဲ့ဒီလိုပုံစံမျိုးဆိုရင်ဒီတရက်နှစ်ရက်အတွင်းမှာထုတ်သုံးလာနိုင်တယ်ဒါပေမဲ့လို့ရုရှားတို့တရုတ်တို့ဝင်လာနိုင်လားဆိုရင်မဝင်လာနိုင်ဘူးဘာလို့အဲ့လိုပြောရလဲဆို G7 အစည်းအဝေးသူတို့ဒီလိုတိုက်စတိုက်ကြတဲ့ကော G7 အစည်းအဝေးရှိတယ်ဗျအဲ့ G7 အစည်းအဝေးမှာတရုတ်တို့ရုရှားတို့ပါတယ်အမေရိကန်ပါတယ်ဒါပေမဲ့သူတို့အဲ့ချိန်မှာပါနေသူတို့အဲ့ချိန်အစည်းအဝေးလုပ်နေတဲ့အချိန်မှာဒီစစ်ပွဲကြီးကဖြစ်တယ်အဲ့ချိန်မှာသူတို့ခေါင်းချင်းဆိုင်ပြီးလောက်ပြီဗျအဲ့တော့ဒီစစ်ပွဲကြီးကကြီးကြီးမားမားတော့ဖြစ်လာနိုင်တယ်ဒါမျိုးနှစ်နိုင်ငံနဲ့ဖြစ်မဲ့စစ်ပွဲဖြစ်တယ်အမေရိကန်တို့အင်္ဂလန်တို့ပြင်သစ်တို့ဂျာမနီတို့ကူညီမယ်ဆိုလို့ရှိရင်လည်းဒရုန်းတွေလက်နက်တွေတော့ပဲကူညီပေးနိုင်တယ်လူအင်အားတော့ကူညီပေးမှာမဟုတ်ဘူးဘာလို့ဆိုလို့ရှိရင်မြေပြင်အင်အားဝင်ချင်မှဝင်မှာကျွန်တော်ဟုတ်တဲ့နဲ့ကျွန်တော်ပြောသလိုပေါ့အီရန်နိုင်ငံထဲမှာရှိနေတဲ့ကွဲပြားနေတဲ့အဖွဲ့အစည်းတွေကိုပဲသူတို့ကလက်နက်တပ်ဆင်ပေးယုံဖြစ်နိုင်တယ်ဒါကျွန်တော်ပြောတဲ့အရာမယုံကြည်ထားမှာကျွန်တော်အမှန်ကန်ပြောတာဒါပေမဲ့အခုချိန်မှာတော့ဘယ်သူနိုင်လဲဘယ်သူရှုံးလဲဆိုတာပြောပြခက်ခဲတယ်ဘယ်သူဘက်ကမှကျွန်တော်လိုက်ပြီးတော့မပြောဘူးအစ္စရေးကလေပိုင်နက်ကိုသူ့ရဲ့လေရင်တွေကြီးစိုးထားတယ်လို့ပြောပေမဲ့လေအီရန်ပြစ်တဲ့လက်နက်တွေကလည်းအစ္စရေးနိုင်ငံကိုတော်တော်ထိတယ်နော်အဲ့ဒါကိုလည်းသတိထားဖို့လည်းလိုတယ်ဒီချိန်မှာအီရန်ကလည်းဘယ်သူမှဂရုမစိုက်ဘူးသူချနေတာဒါလည်းအီရန်ရဲ့အာသာချက်လို့ပဲပြောမလားခါမီနီရဲ့ဆုံးဖြတ်ချက်တွေမှန်ကန်တယ်လို့ပဲပြောမလားမသိဘူးတောင်းတန်းဆိုအစ္စရေးတလောက်တိုက်လို့ရှင်ရင်အညံ့ခံလောက်တယ်ဗျဒါပေမဲ့သူကအညံ့မခံဘူးသူကတလောက်ငါလည်းလုံနိုင်တယ်ဆိုတဲ့အရာသူလည်းအစ္စရေးကလည်းကြိုတင်ပြင်ဆင်တယ်လို့အီရန်ကလည်းအစ္စရေးတို့တိုက်လာရင်သူတို့ဘယ်လိုပြန်တိုက်မယ်ဆိုလဲကြိုတင်ပြင်ဆင်မှုတွေရှိထားတယ်ဗျအဲ့တော့ဘဒုဘက်ကတာတယ်ဘဒုဘက်ကမတာဘူးလို့ပြောလို့မရဘူးအခုချိန်မှာသတင်းတွေကအတူရောင်တွေတချို့သတင်းတွေဆိုလို့ရှိရင် AI တွေနဲ့လုတ်ပြီးထုတ်လွှင့်တဲ့သတင်းတွေရှိတယ်ဒါတွေကလည်းတတိချက်စရာတချို့ lobby တွေလွှင့်တဲ့အရာကိုကျွန်တော်ဝင်ကြည့်တဲ့အခါမှာ AI နဲ့လုတ်တယ်အဲ့ဒါကိုမသိနားမလဲပဲနဲ့ဝင်ထောက်ခံတဲ့လူတွေသိနေချီအောင်ရှိတယ်ဒါမှမဟုတ်လူတွေကအုံတော့ကတခါကျရင်ကိုထောက်ခံတဲ့လူတွေကိုထောက်ခံတဲ့အဖက်ကနေပြီးတော့မှအားတာတယ်လို့ AI တွေနဲ့လုတ်ရင်တော့မှပျော်နေတဲ့အမျိုးအစားတွေရှိတယ်ဗျအဲ့တော့ကျွန်တော်ဘာမှမပြောချင်ဘူးအဲ့တော့ကျွန်တော်ပြောချင်တဲ့အဓိကကဘာလဲတက်ကဘာစီကြီးဖြစ်လာနိုင်လားမေးလို့ရှိရင်မဖြစ်လာနိုင်သေးဘူးလို့ကျွန်တော်ပြောချင်ပါတယ်ကျန်ကဲဆက်လက်ပြီးတော့ကျွန်တော်တင်ဆက်ပေးသွားပါအောင်မယ်ကျွန်တော် page လေးကို like and follower လေးလုပ်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဗျာ